Melbourne Australia ဖြစ်ပါတယ်ကျွန်တော်တို့ international women day ဖြစ်ပါတယ်ဒါကြတော့ပြောမလားဒီရရဆိုလို့ရှိရင်အကြောင်းနဲ့ပေါ့ပါပါတယ်ဒီလိုမျိုးအောင်တာကိုသူတို့အတမနဲ့မတရားတော့နေတဲ့အဖြစ်ဒီလိုမျိုးတိတ်နေဆိုတာဒါမှဖြစ်တင်ပါလို့ရှင်ဖြစ်တင်ပါဘူးကျမတို့အကုန်လုံးစားသုံးသွားတဲ့အောင်ပါနေတွေကိုနှလုံးသားထဲမှာအများနဲ့မှတ်မိနေပါပါအခုမြန်မာပြည်မှာလည်းကျမရဲ့ဆွေမျိုးတငယ်ချင်းတွေလည်း CDR မှာပါဝင်နေပါတယ်ကျမအရင်စိုးရိမ်ပါတယ်နေ့လည်းညလည်းအဲ့လိုမရပါဘူးဒါပေမဲ့အကုန်လုံးလည်းဒီလိုပဲမိသားစုတွေတငယ်ချင်းတွေရှိမှာပါမြန်မာပြည်မှာ CDR လုပ်တဲ့လူတွေစိတ်ပူနေကြမှာပါ CDR မို့လည်းအများနဲ့ထောက်ပံ့ပေးကြရအောင်လို့ကျွန်တော်ဒီကနေပြီးတော့အားပေးချင်ပါတယ်ကျေးဇူးတင်ပါတယ်I went to your once. All of you here, we're here because of the Burmese military terrorist organization took over the authority in Myanmar without any reason at all. Even the 2008 constitution that they made up, they even breached their own constitution. In what world would they think that they can do this? In anywhere in the world, except for North Korea, they would just spread out all those fake propagandas, everything. Only in Myanmar they would do this. There's so many young generations are dying in the street. They will go in the houses without any warranties at all. They will beat them up. They will torture them. They will kill them without any hesitation. Correct. We are here. We have all those liberties that the Australian government can provide. We are so grateful for this. However, our brothers and sisters in Myanmar are still suffering. They are still fighting for the democracy. Can you imagine? We're still fighting for democracy for how many years? For more than decades. All the athletes are still oppressed. They're still being tortured. How could they? They don't care if children or minors or women or not. They don't care. They don't have this humanity in their mind. They only care is the power of greed. However, we will still move on and keep fighting for democracy for our sisters and brothers in Myanmar. Let's all keep that in our mind, in our heart. Lest we forget. Thank you. Say some words. บៀកកំបោទេឈិនពីងសំខាន់រំសុំថាឡើយហឺទៅនឹងអកោအားလုံးပဲမင်္ဂလာပါဒီကနေ့ရောက်ရှိလာကြတဲ့တယောက်စီတိုင်းကိုကျွန်မပြောချင်တယ်လေဆိုရင်ဒီကနေ့မှာအခုတက်ပုံမှာတွေ့မြင်တဲ့အတိုင်းလူတိုင်းဟာတကယ်တော့စဉ်းစားကြည့်မယ်ညတိုင်းကြည့်ရင်ပြတ်တဲ့နေကြပါလေဘယ်သူပဲဖြစ်ဖြစ်ဒီကနေ့မှာတယောက်နဲ့တယောက်ဟာမေးကြည့်လိုက်ရင်ဟောကြတော့က Facebook ပါကျမတို့မြန်မာနိုင်ငံမှာဘယ်လောက်ထိအောင်ခံခဲ့ကြရလဲကျမသမီးဆိုအခုပြေးနေရတာဘာကြောင့်လဲဆိုတော့ပေါင်ဝင်ထားနေဖြစ်တဲ့အတွက်တော့ကျမမကြတော့ပြေးပေါက်ကြပြီးမှကျမသားသမီးတွေအတွက်ဆိုတော့ပေါ့မြန်မာနိုင်ငံမှာ
ရှိကြတော့ကျမတို့ဒီကူပေါင်းနဲ့မှတားချင်းတွေအတွက်ကျမတို့ဘလောက်စုတောင်းပြီးခဲ့တယ်လဲပေါ့နော်ဒီကနေ့ဘာရောက်ရှိလာကြတဲ့ဒီကူပေါင်းနဲ့မှတားရီပေါ့နော်ဒီနေရာမှာလာပြီးမှသူတို့နဲ့အတူမြောက်နေခံစားပြီးမှပေါ့နော်စိတ်ထဲမှာနှလုံးသားကျင်ပြီးမှဒီနေရာမှာကျမတို့စာနာလာပြခြင်းဖြစ်ပါတယ်ဆိုတာကိုလည်းကျမဒီကနေ့ပြောတာဖြစ်ပါတယ်ဒါကြောင့်မို့ဒီစစ်ခွေးတွေကိုစစ်တောင်းသားတွေကျမတို့ယုံကြည်သူတွေတခါတလေစဲရင်မကောင်းပါဘူးဒါပြမဲ့စိတ်ထဲမှာရက်ခံပြတဲ့အခါကျတော့တလိပ်စာတဲ့ကိုကျမလိုက်ကျင်တာဖြစ်တယ်အခုဆိုရင်သူတို့ကဘယ်လိုလုပ်တယ်လဲဆိုရင်ထားတိုင်းကတော့သူတို့ကဖမ်းတယ်ဖမ်းပြီးတဲ့ပတ်စံတော့သူတို့ကပြန်ပြီးမှဖတ်တာဖြစ်တယ်ဒါပေမဲ့အခုချိန်မှာသူကတက်တက်နဲ့ဖြစ်တယ်တက်တက်နဲ့ဖြစ်တဲ့အခါကျတော့အော်မီဒီယာကြီးကောင်းတဲ့အတွက်ကြောင့်သူတို့တက်တက်နဲ့ဖြစ်တတ်တယ်ဆိုတဲ့အရာနဲ့ဒါပေမဲ့ပြတ်မှာတော့အခုဘာဖြစ်တယ်လဲဆိုရင်ဖမ်းပြီးတဲ့နဲ့သူကတပ်ပစ်လိုက်တယ်သူကရိုက်တပ်ပစ်လိုက်ရိုက်တပ်ကိုရိုက်တပ်အလောင်းနဲ့ဖြတ်ပြလိုက်တယ်အခုချိန်မှာတော့သူတို့တတ်တဲ့လူတွေအထက်မှာအလောင်းမတိတဲ့လူတွေလည်းအများကြီးရှိပါတယ်အဲ့ဒါကြောင့်မို့ဒီမှာကောင်းပြီစနေနေ့Thank you so much. That's how we are doing here, and we really appreciate our women coming up here in the front and venting your anger. It's very important, very important. Can I invite anyone again who want to speak from women? Yeah, come here. You can speak in Chin. You can speak in Burmese, you can speak in English. Doesn't matter. Can I invite anyone from women? Can I have maybe the girl? Can I have a girl who want to speak? Yeah, I really want you to speak for just a few minutes. It would be very awesome. They are unsafe now. They're doing crime against humanity. So if People you want to are speak, very worried and unsafe.
until we do. We ask for the United Nations or international. We consider to help, not just condemn and Okay. just do So, nothing our and NT will targeted speak again. sanction. This is not enough. We have to do more than this. We really thank you. Your Thank you spirit, very much for your Thank your you. time. passion Thank you so much. is magnificent. We're gonna do the slogan in just 15 minutes. So let me give a time for NT. just one second ဟုတ်ပါတယ်ဗမာပြည်မှာနိုင်ငံဆန္ဒပြတဲ့လူတွေကိုညဘက်မှာအိမ်တွေကိုတွားပြီးတော့တကားချိုးဖက်တယ်လက်တကားချိုးဖက်တယ်တကားချိုးဖက်တော့လူတွေဝင်တော့ဆွဲသွားတယ်အဲ့ဒီအချိန်မှာခွေးတွေကခေါင်းနေပြီခွေးတွေကသူ့လောက်ကိုသူလောက်တယ်ခွေးတွေကသူတို့ထက်တန်ဖိုးရှိတယ်ခွေးနဲ့နိုင်အောင်ခွေးသိခါကြတယ်ခွေးတွေကသူတို့တကယ်အတွက်ကိုခေါင်းပေးတယ်ကျေးဇူးတရားတည်တယ်ခွေးရလေသမီးရှင်ကိုတိတတ်တယ်သမီးကျွန်းတဲ့လက်ကိုခွေးကမကိုက်ဘူးဒီစစ်ခွေးတွေကကိုက်တယ် I explain you in English everyone in Burma whoever demonstrate nighttime they went to the house and then they broke the gate they broke the door and they killed the people and they killed the dog innocent dog they killed by military ခွေးထဲအောက်တန်းချတယ်ခွေးသိခါနဲ့တော့ဘာမှမလုပ်ခွေးသိခါကြတယ်ခွေးနဲ့နိုင်ရတယ်ဒီစစ်ခွေးဘလူးတွေကဒီလိုတတ်တယ်ဒီမှာကြည့်အဲ့ဒီအချိန်မှာခွေးတွေကဟိုရှက်ခွေးတွေအများကြီးပြေသွားတယ်ဟုတ်မှာတကောင်ကကြည်စားနဲ့ပြတယ်ကြည်စားနဲ့လည်းပြတယ်အမဲတုံးနဲ့လည်းကျွေးတတ်တယ်ခွေးထဲအောက်တန်းချတဲ့ဒီစစ်အနာရှင်တစ်ခါမှမမြင်ဘူးကျမတို့ကလေဟုတ်ပါတယ်ငိတ်ချမ်းစွာဆန္ဒပြလူကိုတိုက်တယ်လူကိုမတိုက်ဒါပေမဲ့ကို self defense we have allowed to defense ourselves ကိုတေချောင်းဖြစ်လာပဲအသေးပါလာပြီးတိုက်ခိုက်လို့ဆိုပြန်ပြီးတော့တွန်းနိုင်ရတယ်အဲ့ဒီတော့ကျမတို့အနေနဲ့ကလူရောပါတစ်ခါတည်းပြန်တိုက်ရတော့ everybody have a right to tell what you want what you don't want မကောင်းတာမကောင်းဘူးမရှိတာမရှိမလို့ချင်တာမလို့ချင်ပါဘူးလို့ကျမတို့ပြောပြီးမရှိဒီပြောပြီးမရှိတာမြန်မာနိုင်ငံတနိုင်ငံပဲရှိတယ် we have every humankind have a right to tell what you want what you don't like you don't have a right to tell in Burma that's just Burma whenever as long as that military ruling we never ever have a right to tell what we want so what we have to fight until we die till we die we have to fight that that's it အားလုံးညီကြပါအားလုံးပြန်တက်ကြပါလူဘောမူဘောတစ်ခါတည်းကိုတိုက်ရပါတော့မယ်ကျမတို့အားလုံးကိုပြန်တိုက်ရမယ်ကျမတို့ရဲ့ဟာ we have a military ကျမတို့အမြဲတမ်းဒီဟာအားလုံးရဲ့အတံကိုတောင်းထိုက်ကကြားစေတာ very good we had enough is enough Really appreciate it. So let me invite Mami to come out and speak. Let me convert it. Hallelujah. Bravo. အဲ့တော့အားလုံးကဒီနေ့က silent production ဖြစ်တဲ့အတွက်ဒီလိုပြောတာ။ဒါပေမဲ့ကျွန်မက generation Y ပြောင်းနေတဲ့ generation Y တွေရဲ့ပြောစကားလေးဖြစ်တဲ့အရာလေးကိုကျွန်မပြန်ပြီးတော့ share ပြန်ပေးပါမယ်။လူတွေပြင်ဆင်ထားတဲ့ပုံအဟုတ်တာပဲနေကင်ထားရှိတဲ့အောင်ဖွင့်ပေးပါ။
ဒီလိုမိုးရွာကြီးထဲမှာဒီလောက်ရှိမယ်လို့လည်းမထင်ခဲ့ဘူးပေါ့နော်ဒါပေမဲ့ညီကောင်မောင်နှမတွေရဟန်းကောစီးလုံးကြတယ်အဲ့တော့ကျွန်မအာနာရှင်စနေကြရှုံးဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့မလေးပူပူမိုးရွာလှုပ်ရှားပေးမဲ့ဒီနေ့ကျွန်တော်တို့ဘက်ကရက်တည်နေတဲ့ကျွန်တော်တို့ကလေးတွေကိုလည်းကျွန်တော်တို့အရင်လေးစားပါတယ်ဒီနေ့ဒီပုဂ္ဂိုလ်တွေမရှိရင်လည်းကျွန်တော်တို့ဒီလိုလှုပ်ရှားမှုတွေအများကြီးလုပ်နိုင်မယ်လို့မထင်ပါဘူးဒီတော့အရင်ကျေးဇူးတင်ပါတယ်အရောက်တိုင်းစီရောက်တိုင်းစီကိုကျေးဇူးတင်ပါတယ်ဒီတော့စစ်အာဏာရှင်စနစ်တွေကိုကျွန်တော်တို့အလုံးဝအပြစ်ဖြုတ်ရမှာဖြစ်ပါတယ်ကျွန်တော်တို့မှန်တဲ့ဘက်ကနေရက်တည်နေတာပါကျွန်တော်တို့မှန်တဲ့ဘက်ကပဲရက်တည်နေတာပါကျွန်တော်တို့ကို supporting လုပ်မဲ့အရာကိုကျွန်တော်တို့မမျှော်လင့်ပါဘူးကျွန်တော်တို့ကိုယ့်ဘာသူကိုရက်တည်နိုင်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံအတွက်ကျွန်တော်တို့တက်နိုင်တဲ့ဘက်ကအများကြီးရက်တည်သွားဖို့လည်းရှိပါတယ်ဒီတော့စစ်အာဏာရှင်စနစ်ကိုကျွန်တော်တို့လုံးဝအမြင့်ဖြုတ်ကြမယ်မတရားမှုတွေကိုလုံးဝဖိဆန်မယ်ဆိုတဲ့စိတ်ဓာတ်နဲ့ဒီနေ့ရောက်တိုင်းစီကလှုပ်ရှားနေတာဖြစ်တယ်အဲ့တော့မတရားတဲ့စစ်အာဏာတွေကိုလုံးဝဖိဆန်မယ်ပြီးရင်ကျွန်တော်တို့နိုင်ငံကျွန်တော်တို့မတရားသိမ်းပိုက်ထားတဲ့ပြည်သူအာဏာကိုပြည်သူလက်ထဲပြန်ရောက်ဖို့အတွက်ယနေ့လှုပ်ရှားနေကြတာဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့စီးလုံးကြမယ်ဒီထက်ပိုပြီးပညာရှိကြမယ်ဒီထက်ပိုပြီးရဲရင်ကြမယ်ဒီတော့ရဲရင်တဲ့သူတွေနဲ့ကျွန်တော်တို့ပူးပေါင်းကြမယ်ကျွန်တော်တို့ရှိမှတတိရှိနေတဲ့သူတွေနဲ့ကျွန်တော်တို့လူငယ်တွေလာပြီးပူးပေါင်းကြမယ်ဒီနေ့ဒီအတွက်ဒီရောက်တိုင်းစီအားလုံးကိုကျွန်မအနေနဲ့အထူးပဲလေးစားတယ်အထူးပဲအရန်ကိုဥညွတ်ပါတယ်အားလုံးကိုဒီတော့ကိုဒီနေ့ကကျွန်တော်တို့ကဟီးရိုးတွေဆိုတာကိုသတ်မှတ်ပါကျွန်တော်တို့ရောက်တိုင်းစီဒီဟီးရိုးဖြစ်တယ်ဘာကြောင့်လဲမြန်မာနိုင်ငံမှာရှိတယ်ကျွန်တော်တို့ညီကောင်မောင်နှမတွေအသက်တွေပေးခဲ့ကြတယ်ကျွန်တော်တို့သူတို့လောက်တက်တိမရှိသေးပါဘူးဒီနေ့ကျွန်တော်တို့တော့တက်တိကြောက်နေမယ်ဆိုရင်ကျွန်တော်တို့ဘလို့မှကိုလိပ်ပြကိုလည်းမတန်ဘူးရှင်ဒီအတွက်ကျွန်တော်တို့လိပ်ပြတက်အောင်ကျွန်တော်တို့ဒီအများဝအောင်ကျွန်တော်တို့စူးစမ်းကြမယ်တမိုင်းလာအောင်လည်းကျွန်တော်တို့စူးစမ်းကြမယ်ကျွန်တော်တို့ချီးမွမ်းမှုလည်းမလိုဘူးကဲ့ရဲ့မှုလည်းမလိုဘူးကျွန်တော်တို့လိုချင်တာပါလေအမှန်တရားအတွက်ဒီအတွက်ကျွန်တော်တို့အမှန်တရားအတွက်ဆက်လက်ပြီးတိုက်ပွဲဝင်ကြမယ်ဒီတဲ့ညီကောင်မောင်နှမများအားလုံးဒီမိုကရေစီမရမချင်းတိုက်ပွဲဝင်ကြဖို့အတွက်ကျွန်မအနေနဲ့ဖိတ်ခေါ်ခြင်းတယ်အဲ့တော့ကျွန်တော်တို့စန္ဒပြင်းထားပြီးဆက်ဖိုက်မယ်စန္ဒပြင်းထားပြီးမတိုက်ရင်ကျွန်တော်တို့ကန်ချက်ပြင်းတဲ့ကြုံရဖို့ပဲရှိတယ်ဒီအတွက်ကျွန်တော်တို့ဒီ CRPH အတွက် CDN လှုပ်ရှားမှုတွေဆက်ပြီးစူးစမ်းကြမယ်ဒေါက်တာဆဆကိုအမြဲတမ်းကျွန်တော်တို့ support လုပ်မယ်။ဘာကြောင့်လဲကျွန်တော်တို့အမေကိုချစ်တဲ့သူတိုင်းဒီကျွန်တော်တို့ချစ်ရမယ်သူဖြစ်တယ်။ကျွန်တော်တို့ရဲ့ပြည်သူတွေးချယ်တင်မြှောက်ထားတဲ့အစိုးရသည်ကျွန်တော်တို့ဘဝဖြစ်တယ်။ဒီအတွက်ပြည်သူတင်မြှောက်ထားတဲ့အစိုးရကိုကျွန်တော်တို့ပြည်သူအာဏာပြန်ပေးရကျွန်တော်တို့ရေးပဲဖြစ်တဲ့အတွက်ဒီနေ့နောက်ဆုံးချိန်ထိတိုက်ပွဲဝင်ပါလို့ရဲဘော်တို့အားလုံးကိုကျွန်တော်ဖိတ်ခေါ်ပါတယ်ရှင်။အဲ့တော့အားလုံးတတိရှိပါအားလုံးရှဲရင်ပါအားလုံးပညာရှိပါကျွန်တော်တို့အားလုံးအကြံဉာဏ်တွေအားလုံးကိုလည်းလက်ခံပါတယ်အရောက်တိုင်းစီရဲ့အကြောင်းဉာဏ်တွေကျွန်တော်တို့ကိုလာပေးပါလို့တောင်းဆိုချင်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ် Thank you so much, Big Clap. Now, the Burma Democracy Support Network here in Melbourne, we write a letter in honor of International Women's Day. And we particularly address the letter to Foreign Minister, Honorable Marie Pai. So one of our leader, Robert, will read the letter we write to the minister. Let's invite Robert. And we also write a letter to the Prime Minister to put more pressure on the military regime as well as to work with the ASEAN. So we need all of our voice part in the parliament. So that's why we need you, all the women. Once again, thank you. Hello, Minglaba. Today, ရောက်လာတဲ့မိတ်ခင်များညီကောင်မောင်နှမများအထူးကျေးဇူးတင်ပါတယ်ဒီနေ့ဟာဒီ EPP ဆိုင်ရာမြို့များနဲ့ဖြစ်ပါတယ်တို့တို့ပျော်ရွှင်ရမယ့်နဲ့ဂုဏ်ပြုရမယ့်ဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ဟာဝေးစင်မနေတာမဟုတ်ပါဘူးကျွန်တော်မူနေတာဖြစ်တယ်ဒီနေ့ကျွန်တော်ပြည့်ကြပါတယ်ကျွန်တော်ဝမ်းနေရပါတယ် So today is the International Women's Day, the special day that we are supposed to be happy, to celebrate
But today we are here crying and mourning for our lost mothers and sisters in Burma at the hand of the Myanmar military regime. We will not rest until we win this battle. We will not sleep. We will not eat. We will never give up. We are not sure how many sleepless nights we're gonna pass. We are not sure how many restless days we're gonna pass. But we keep moving on until this game is completed. So now I would like to read a letter to the Prime Minister. The Hon Scott Morrison MP, Prime Minister, Holland House, Canberra. So, dear Mr. Prime Minister, on behalf of the Burma Democracy Support Network, Melbourne, we would like, as a matter of urgency, to draw your attention to the current political dilemma in Myanmar and urge your administration to take necessary actions to prevent the killing of peaceful protesters and innocent civilians by the illegal military regime. This illegal regime government is using armed force, tear gas, snipers, and even fighter to crack down on and disperse peaceful protesters, resulting in the death of 52 innocent people at the time of writing this letter to you. It is a serious violation of universal human rights, and it's a crime against humanity. If the government of Australia does not take action to save lives in Myanmar, there will be more bloodshed, murder, and arbitrary arrest of its citizens. It's a crucial and grave concern for us, and we humbly ask the support of your administration in the restoration of democracy, peace, justice, and freedom in our country. Therefore, we would like to request the Australian government to stand with the people of Myanmar and, number one, to condemn the illegal military regime in the strongest way as possible. Number two, to press the regime to allow peaceful protests and refrain from the use of firearms on its own people. Number three, to send an emergency humanitarian intervention team to prevent the killing. Number four, to grant protection visas for Myanmar asylum seekers in Australia as soon as possible. Thank you very much for your kind attention to the matters. The Burma Democracy Support Network has been formed by community leaders living in Victoria to support the restoration of democracy and support the civil disobedience movement in Myanmar. Thank you. Very good. Okay, thank you. Now, we're going to do slogan. Yeah? Are you ready? Yeah! So, sorry that we don't print the letter for you. So, I need to tell you now. When I say, what do we want? What do you want? Democracy! Yes. And when I say, what do we need? Justice for who? Justice for not just Aung San Suu Kyi, justice for Myanmar, justice for people who have been killed, murdered, and slaughtered, right? Yes. Okay. And we know
that the Chinese Communist Party is helping the nuclear regime. So we are here on the International Women's Day. We condemn the Chinese Communist Party, not the Chinese people, okay? We are not here to hate anybody. We are here to send the message completely condemning the Chinese Communist Party. Your business, the only interest, your business. Our life matters. Your life, our life matters, right? Yeah. Okay, so number one, what do we need? Democracy! What do we need? Democracy! We need justice. Okay? So what do we want? Democracy. Ready? Before that, can you please suppress 1.5 meter? And what a mask? If you have the mask, that would be great. And yeah, can you please leave express 1.5? Yeah. Hạt đâu cái cần giang pha mặt cái cần phải thuần đầu tàu mua giang pha mặt em hạt cái cần căn pa là phơi cái chắc asi khoa bang sẽ chung được ông không làm cái làm có sorry sẽ nên này đâu sẽ chung mask cả isu travel mo mask cái chế du cứ dễ sẽ đi qua thế吧 how big menunggu tuh kan aku mengatakan aku mengatakan channel di channel suya 진짜 di lama aku pi channel 완성 매 컴매 오매 다음에 구조로 channel 시간 okay we have to respect the public safety and we have to be separate at least 1.5 meters kan lu foto kakak ya no. Ya. Okay.ကျွန်တော်အချိန်ကြီးအများကြီးမရှိတော့ပါဘူးကျွန်တော်တို့နှစ်နာရီတော့ကျွန်တော်ပြီးမှပြပါတယ်ဒါမဲ့ကျွန်တော်တို့ဒီအဲ့ဒီမတိုင်းပြမှာကျွန်တော်တို့ silent protest လာပါလေတော်တော်လေးကျွန်တော်တို့ချိန်လာတဲ့ဒီစင်ပြဲကျွန်တော်တို့အော်မယ်ကျွန်တော်ပထမအဆုံးကျွန်တော်ဥဆောင်မယ်ကျန်တဲ့လူတွေလည်းကျွန်တော်တို့အော်မယ်ဒါမဲ့ကျွန်တော်တို့အခုရေစစ်ကြတော့ကျွန်တော်တို့ message ပို့ထုတ်ပါလေဆိုတော့အားလုံး 1.5 meter ကိုကျွန်တော်မခွန်အောင်ဆို mark ကိုတက်ပြပါနော်ကျေးဇူးပြုရကျွန်တော်တို့တက်ပြီးတော့ပိုင်ရှင်နဲ့ဟုတ်ပြီ Okay so you ready yes so ကျွန်တော်တို့ဘာလို့ချင်းလဲဖတ်တူဝမ်းစင်ကျွန်တော်တို့ဒီမှာရှိလို့ချင်းတယ်ကျွန်တော်က assistant ဟစ်ပေါ်လာစေတော့ကျွန်တော်အာနာဖိဆောင်ပြီးကျွန်တော်တို့ဒီစစ်တပ်ရဲ့လူချင်းမှာဝင်ပဲကျွန်တော်တို့ပြင်ပြောပြီးလူချင်းမှာကျွန်တော်မှာပြီးလို့ဆက်စစ်တပ်ကိုဆက်နေတာဆိုတော့ကျွန်တော်တို့လူချင်းကဒီမိုကရေစီကျွန်တော်တို့လူ့သားပါလေ justice ဆိုတော့ကျွန်တော်တို့ခုနကကျွန်တော်ပြောတယ်လေတရားကိုကျွန်တော်မဟုတ်ပါဘူးတရားကိုအောက်ချုပ်နေကျွန်တော်တို့ရဲ့ကျွန်တော်တို့ပါတယ်ကျွန်တော်တို့အခုတော့စီကိုယူမဆက်နေစားတယ်ကျွန်တော်တို့ဒီတက်ပါဘူးဘာမှစောင့်ကြည့်နေစေအဲ့ဒါဆိုကျွန်တော်တို့တရားကိုအစိုးရကိုကျွန်တော်ပြပြီးမှတော့တော့တာဖြစ်တယ်ဟုတ်ပြီနော်ကျွန်တော်တို့ဒီတရားကို community party လို့ order ချင်ချင်ဘယ်လို order လဲမြန်မာပြည်နဲ့ထွက်တော့ပါ Care of Myanmar လို့ကျွန်တော်တို့ order ပါနော် Okay once again what do we want democracy what do we want democracy what do we need justice what do we need justice what do we want democracy what do we want democracy what do we need justice
very good. Okay, once again, what do we need? We get that. Okay, so tomorrow, what do we need singing tomorrow? Justice will not appear. Justice ya tomorrow be diam hai kamu kono. Tomorrow people will tell you to diam hai tapchet mere. Tomorrow two Sunday tapchet mere. Era fe tomorrow justice will appear. So what we need is justice for who has been slaughtered and killed like animal. So we are here condemning the military coup and again any action that violate human rights. They have killed the children, the women, the girl who have been protesting innocently against the military coup. That's why we are here to protest. So what do we want? What do we want? What do we need? What do we need? What do we need? Chinese Communist Party. Chinese Communist Party. What do we need? Okay. So at the last one, I'm gonna add here. When the Chinese Communist Party said, "Oh, Myanmar, we need to say Ma." Okay. Tomorrow, Lumia let us all box that party or yeah, he can take an copy of what the people say live. No, but shoot live, man. So, yes, I am here tomorrow. Okay. December go the just go define and move to the yamla. DPT for the okay. 1.5 ကိုလည်းနည်းနည်းလောက်ပါအောင်ကျေးဇူးပြုရနော်ကျေးဇူးပြုရတောင်းပန်ပါတယ်တောင်းပန်ပါတယ်ဟုတ်ပြီဟိုအပေါ်ကိုလည်းနည်းနည်းကလိုက်ပါတော့အချုံဆုံးဒီပိုက်တော့ဇာဖနာတင်ဘာနေဟာတကိုဒီ 1.5 ကျွန်တော်ကသူစမ်းလို့လားအဟာကလား social distance လုပ်နေပါတယ်အခုလည်းလို့ရေးရCOVID-19 rule law နဲ့တိုင်နေဘူးဆိုတော့ကျွန်တော်တို့ကိုယ်ပိုင်ပြီးတော့ခိုင်းပါတယ်တော့ရောနည်းနည်းလေးချင်းဒီမှာဖြစ်ပါတယ်ဟုတ်ပြီဇာဖန်ကနာတကယ်တည်းခံတော့ yes တမ်တကယ်တည်းခံတော့ဒီကလေးခါဇာဖန်တလေးခံနေခံတော့ဘယ်လိုဖြစ်တလိုက်တယ်ဇာဖန်ကဒီကဘန်လော့တာမို့ဒီဟာကလေးအစီအရောကစားမရှိဘူးအနောက်က now ဇာဖန်ကကလေးကနေခံတော့ကျွန်တော်ကလေးကို okay ခွဲလိုက်ခွဲလိုက်ให้เราต่ออีกทียันนี่เดียวဒီဘက်ကလိုက်ဟုတ်ခလေကကျေးဇူးပြုဟုတ်ကဲ့ဘုန်းကြီးအပေါ်တက်လိုက်ပါကျေးဇူးကျွန်တော်လူရတယ်အချိန်လဲကျွန်တော်အများကြီးမရှိပါဘူးအခုပမာတော့ပြမှာမဟုတ်ဘူးနောက်မိနစ်50ဆိုကျွန်တော်ပြမှာပါဟုတ်ကဲ့ဟုတ်ပြီခုလိုနည်းနည်းများတယ်ဆိုတော့ဟွာရဲတွေကအောက်စုခွဲခိုင်းလိုက်ပါတယ်တကယ်တမ်းဆိုဒီမှာအယုတ်100ပေးရတယ်ဆိုတော့ကျွန်တော်တို့ဒီမှာအယုတ်100ကျော်တာနဲ့ပါတော့ကျေးဇူးတင်ပါတယ်ပါနော်ဟုတ်ပြီကျွန်တော်မောင်လေးပြပါဟုတ်ပြီ1.5 Okay.
No to criminal, you know. Yeah, they're criminal. United Nations need action. We support power of people in Myanmar. No to Chinese mafia. Yeah. We support power of people in the democracy in the Myanmar. We want international United Nations action, no talk. These are crime. No to this general. These are criminal. Need to go to international court military. I am here support with the power of people Myanmar. Long live democracy, long live freedom. Thank you. Thank you. I need to go. Are you ready? Yes! Are you ready? Yes! What do we want? Democracy! Democracy! What do we want? Democracy! Democracy! What do we need? Justice! Justice! What do we need? Justice! Justice! We need justice for Myanmar. Justice for people who have been innocently taken away. They have been murdered, they have been slaughtered by animals. We don't accept in a modern society. So we also condemn any country, any government helping the Burmese military regime. So who is helping the military regime? China! The Chinese Communist Party is helping the military regime in Myanmar. Okay? So, the Chinese Communist Party? Chinese Communist Party? Chinese Communist Party? What do we need? Justice! Justice! What do we need? Justice! Justice! What do we want? Democracy! Democracy! What do we want? Democracy! Democracy! What do we need? Justice! Justice! Yes, we need justice. We want our democracy to be restored. Get off Myanmar. We are helping them. They are sending their officials to Myanmar secretly at night. They send their technical material to Myanmar and setting up the internet server so the military regime can monitor all the citizens. It is what is happening. So the military regime banned the international flight, but they allow the Chinese official flight every night, 4 or 5 flights every night. So what do? They send the technician people into Myanmar. They send your technical material into the country to help them set up, to monitor the people. That is why 10 illegal with the help of Chinese Communist Party. We are not here to hate the Chinese people. We are here to condemn the Chinese Communist Party. Right? Okay, so I'm going to only do the slogan in English. My brother, someone in Myanmar, okay? So, let's read it again. What do we need? Justice! Justice! What do we need? Justice! Justice! What do we want? Democracy! Democracy! Chinese Communist Party! Get up from Myanmar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 ! What do we want? Democracy! Democracy! What do we want? Democracy! Democracy! What do we need? Justice! Justice! What do we need? Justice! Justice! Thank you. ကျွန်တော်တို့ China ကျွန်တော်တို့ military ကို backup ပေးနေတာလည်းကျွန်တော်တို့အတိပဲဖြစ်တယ်ကျွန်တော်တို့ United Nations မှာ United Security Council မှာကျွန်တော်တို့ဘောက်ခွဲမယ်ကျွန်တော်တို့ဗီဒီယိုမှာတော့ဆိုရင် China နဲ့ Russia ကအများအားကျွန်တော်တို့ဗမာကို backup ပေးနေတယ်အဲ့ဒီအတွက်ကျွန်တော်တို့အခုမှတွေမဟုတ်ဘူးနှစ်ပေါင်း50ကျော်ပြီ China Russia backup ပေးလာတာဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ရဲ့ democracy တော်လှန်ရေးကလည်းမအောင်မြင်ဖြစ်နေတယ်အဓိကက China အခုစစ်အာဏာသိမ်းတာလည်း
တရုတ်ရဲ့လက်ချက်ပဲသူကနေဘက်ကပေးထားတယ်အဲ့ဒီအတွက်ကြောင့်မလို့ဒီမင်းအောင်လှိုင်ကလည်းအာဏာသိမ်းလိုက်တယ်သူတို့မှဗမာပြည်ကနေတယံဇာတာတွေကိုတူးကျင်တိုင်းတူးယူကျင်တိုင်းယူလုံနိုင်တယ်လို့မြန်မာစစ်အုပ်စုစစ်အာဏာရှင်တွေကိုလည်း China ကမြောက်ပေးတယ်ဘက်ကပေးတယ်ဆိုတာအကုန်လုံးသိဖြစ်တယ် United Nations မှာ Security Council မှာမြန်မာစစ်အာဏာရှင်တွေကိုအရေးယူဖို့လုပ်တိုင်းသူတို့က reject ထုတယ်အဲ့တော့ကျွန်တော်တို့ China ကိုကျွန်တော်တို့ကစန့်ကျင်ရမယ်ဒီဖြစ်ပျက်ခဲ့တဲ့ဟာတွေဗမာပြည်မှာတပ်ဖြတ်နေတာတွေအကုန်လုံး crime against humanity ဒါက China မှာလည်းတာဝန်ရှိတယ်အဲ့တော့ shame on you ဆိုရင် China လို့အောင်မယ် okay shame on you China shame on you China shame on you China military coup is China military coup is China military coup is China shame on you China shame on you China shame on you China a share of all a share of all a share of all တမီးမြနာနာကသူမြရတနာကဗမာလိုဆက်ပြီးတော့ကြွေးကြော်ပေးပါမယ်အားလုံးအားရင်ပြင်းနဲ့ကျမတို့မြန်မာနိုင်ငံကပြည်သူတွေကြားအောင်ကျမတို့ကြွေးကြော်ပေးကြရအောင်ทุกပြည်သူတွေညီရလားဟဲ့ညီရဟဲ့ညီရဟဲ့ทุกပြည်သူတွေညီရလားဟဲ့ညီရဟဲ့ညီရဟဲ့ทุกတိုင်းရင်းသားတွေညီရလားဟဲ့ညီရဟဲ့ညီရဟဲ့ทุกတိုင်းရင်းသားတွေညီရလားဟဲ့ညီရဟဲ့ညီရဟဲ့ทุกတိုင်းရင်းသားတွေညီရလားဟဲ့ညီရဟဲ့ညီရဟဲ့ทุกကျောင်းသားတွေညီရလားဟဲ့ညီရဟဲ့ညီရဟဲ့ทุกကျောင်းသားတွေညီရလားဟဲ့ညီရဟဲ့ညီရဟဲ့ทุกကျောင်းသားတွေညီရလားဟဲ့ညီရဟဲ့ညီရဟဲ့စစ်လက်နက်တွေဝယ်ထားတာပြည်သူတွေကိုတတ်ဖို့မဟုတ်ဘူးစစ်လက်နက်တွေဝယ်ထားတာပြည်သူတွေကိုတတ်ဖို့မဟုတ်ဘူးစစ်လက်နက်တွေဝယ်ထားတာပြည်သူတွေကိုတတ်ဖို့မဟုတ်ဘူးတို့ပြည်သူကိုပြန်ပေးဒါပါလဲလာမဲဆိုရင်ကျမကတို့တိုင်းရင်းသားတွေတို့ပြည်သူတွေစီကလူယူထားတယ်ကျမတို့နိုင်ငံကိုကျမတို့ပြည်သူကိုပြန်ပေးဆိုတဲ့ဥစ္စာကိုပြန်ဝင်ပါပါโอเคခဏလောက်စောင့်ပေးပါအောင်ရှင်စစ်အာဏာရှင်အပေါင်းပါများဆိုရင်လူမရှိလို့ပြောပါမယ်နော်လူယူထားတဲ့တို့နိုင်ငံတို့ပြည်သူကိုပြန်ပြောမယ်နော်လူယူထားတဲ့တို့နိုင်ငံတို့ပြည်သူကိုပြန်ပေးလူယူထားတဲ့တို့နိုင်ငံတို့ပြည်သူကိုပြန်ပေးလူယူထားတဲ့တို့နိုင်ငံတို့ပြည်သူကိုပြန်ပေးစစ်လက်နက်တွေဝယ်ထားတာပြည်သူတွေကိုတတ်ဖို့မဟုတ်ဘူးစစ်လက်နက်တွေဝယ်ထားတာပြည်သူတွေကိုတတ်ဖို့မဟုတ်ဘူးစစ်လက်နက်တွေဝယ်ထားတာပြည်သူတွေကိုတတ်ဖို့မဟုတ်ဘူးစစ်အာဏာရှင်ပေါင်းပါများအလုံးမရှိစစ်အာဏာရှင်ပေါင်းပါများအလုံးမရှိစစ်အာဏာရှင်ပေါင်းပါများအလုံးမရှိဒီမိုကရေစီရရှိရေးဒီမိုကရေစီရရှိရေးဒီမိုကရေစီရရှိရေးအမေစုနဲ့ပေါင်းပါများချက်ချင်းလို့အမေစုနဲ့ပေါင်းပါများချက်ချင်းလို့သမ္မတကြီးနဲ့ခေါင်းဆောင်များချက်ချင်းလို့သမ္မတကြီးနဲ့ခေါင်းဆောင်များချက်ချင်းလို့ဘုံကြုံပေးတဲ့စစ်ပညာပြည်သူတွေကိုတတ်ဖို့မဟုတ်ဘူးဘုံကြုံပေးတဲ့စစ်ပညာပြည်သူတွေကိုတတ်ဖို့မဟုတ်ဘူးဘုံကြုံပေးတဲ့စစ်ပညာပြည်သူတွေကိုတတ်ဖို့မဟုတ်ဘူးစစ်လက်နက်တွေဝယ်ထားတော့ပြည်သူတွေကိုတတ်ဖို့မဟုတ်ဘူးစစ်လက်နက်တွေဝယ်ထားတော့ပြည်သူတွေကိုတတ်ဖို့မဟုတ်ဘူးစစ်လက်နက်တွေဝယ်ထားတော့ပြည်သူတွေကိုတတ်ဖို့မဟုတ်ဘူးလူယူထားတဲ့ဒုနိုင်ငံတို့ပြည်သူကိုပြန်ပေးလူယူထားတဲ့ဒုနိုင်ငံတို့ပြည်သူကိုပြန်ပေးလူယူထားတဲ့ဒုနိုင်ငံတို့ပြည်သူကိုပြန်ပေးဒီမိုကရေစီရရှိရေးဒီမိုကရေစီရရှိရေးစစ်အာဏာရှင်ကြရှုံးရေးစစ်အာဏာရှင်ကြရှုံးရေးစစ်အာဏာရှင်ပေါင်းပါများလောမရှိစစ်အာဏာရှင်ပေါင်းပါများလောမရှိစစ်အာဏာရှင်ပေါင်းပါများလောမရှိအမေစုနဲ့ခေါင်းဆောင်များချက်ချင်းလို့အမေစုနဲ့ခေါင်းဆောင်များချက်ချင်းလို့အမေစုနဲ့ခေါင်းဆောင်
ရေးတော်ပုံအောင်ရမယ်အ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 ောင်ကိုအောင်ရမည်โอเคကျေးဇူးပါရှင် တမင်းများနာတာကတွေ့ကြော်ပြီးသွားရင်ကျွန်တော်ကကျိန်စာတိုက်ချင်တယ် Yes, yes, yes. အဲ့မင်းအောင်လှိုင်နဲ့အာနာယူပြည်သူတွေကိုခေါင်းပွင့်အောင်ပြစ်တက်နေတဲ့ဖန်စီပြီးတော့ထုရိုက်တပ်ဖြတ်ကျွန်တော်တို့မြင်နေရတယ်ဘုတ်ကနေရွတ်တိုက်ဆွဲကဘာလုံးကဒီလောက်ကြည့်နေတာတော့လုံးဝဘူးဂရုမစိုက်ဘူးလုံးချင်တိုင်းလုံးတတ်ချင်တိုင်းတတ်ဖြတ်ချင်တိုင်းဖြတ်နေတယ်အဲ့တော့ကျွန်တော်တို့ချိန်စာတိုက်မယ်ဒီကောင်လေးကိုမင်းအောင်နိုင်နဲ့ရဲတပ်ဖွဲ့တွေရောစစ်တပ်ရောအကောင်တော်တူလိုပါတွေပဲဒီလောက်ရရဆက်ဆက်ပြစ်တက်ရရဆက်ဆက်ဖန်စီပြစ်တက်ခေါင်းပွင့်ထွက်လာအောင်ရက်ဆက်နေတဲ့လူတွေကိုဒီစစ်တပ်နဲ့ရဲတန်တော်ကအခုထိမလုပ်ဘူးအလိုတူလိုပါတွေပြစ်တက်ရစ်နေတယ်အထက်အမိတ်ဆိုပြီးတော့အကုန်လုံးညှိနေတယ်အဲ့တော့ဒီကောင်တွေအကုန်လုံးဒီစစ်တပ်ကောရဲတပ်ကောအကုန်လုံးကတရားခံနေပဲအဲ့တော့ကျွန်တော်သူတို့ကိုချိန်စာတိုက်မယ်အဲ့ဒါပြည်သူချိန်စာပဲမင်းအောင်လိုက်အာနာယူမအားလားဆိုလို့ရှိရင်ကျွန်တော်တို့သိတယ်အဲ့ဒါမင်းအောင်လိုက်လို့ပြောတယ်ဒါပေမဲ့ကျွန်တော်တို့အဲ့ဒါအကုန်လုံးသိတယ်မအားလားအဲ့ဒါပဲအဲ့ဒီကောင်ကိုဆိုလိုတာအဲ့ဒါကိုဆိုလိုတာဟုတ်ပြီနော်အာနာယူမင်းအောင်နိုင်နဲ့မအားလားနောက်လိုက်များအသေးစိုးနဲ့တေပါစေဆိုရင်ကျွန်တော်တိုင်မယ်ဒီက community ကပြည်သူတွေကတေစိုးနဲ့တေပါစေဆိုနှစ်ခါအောင်အာနာသိန်းမင်းအောင်နိုင်နဲ့မအားလားနောက်လိုက်များတေချင်းစိုးနဲ့တေပါစေတေပါစေတေပါစေအဲ့တော့ကျွန်တော်တိုင်ရင်အနောက်ကနေတေချင်းစိုးနဲ့တေပါစေပထမဆုံးတစ်ခုကအသေးစိုးနဲ့တေပါစေနောက်တစ်ခုကနောက်ဆုံးတစ်ခုအကျန်းဖက်စီအောင်စုမင်းအောင်နိုင်နဲ့မအားလားနောက်လိုက်များဆိုရင်ကာလနာတိုက်တေပါစေနှစ်ခါနာတိုက်တေပါစေကာလနာတိုက်တေပါစေအဲ့ဒါကိုပြည်သူကအောင်ပေးပါကျွန်တော်ပြန်ပြောမယ်မအားလားနောက်လိုက်များအသေးစိုးနဲ့တေပါစေဆိုရင်အသေးစိုးနဲ့တေပါစေအသေးစိုးနဲ့တေပါစေမအားလားနောက်လိုက်များတေချင်းစိုးနဲ့တေပါစေဆိုရင်တေချင်းစိုးနဲ့တေပါစေတေချင်းစိုးနဲ့တေပါစေနောက်တစ်ခုကကာလနာတိုက်တေပါစေကာလနာတိုက်တေပါစေအဲ့တော့ကျွန်တော်တို့ပြည်သူတွေကိုရရက်ဆက်ဆက်ပေါင်းပွင့်သွားအောင်လူမြင်ခွင့်မှာကဘာလုံးဒီလောက်မီဒီယာခေတ်မှာကြည့်နေတာတော့တော့ဝဂိမ်းမဆိုင်ပဲနဲ့ပြစ်ချင်တိုင်းပြစ်ပန်းနေတိုင်းပန်းတတ်ချင်တိုင်းတတ်နေတဲ့ဒီကောင်တွေဒီစစ်အုပ်စုနောက်လိုက်တယ်တော့အကုန်လုံးကိုဒီလိုပဲကျွန်တော်တို့တွေချိန်တာပေးမယ် Yes ဆောင်မယ်အားလုံး ready Ready. Yes အာနာယူမြောက်လိုက်နဲ့မအားလားနောက်လိုက်ညာတေဆိုးနဲ့တေပါစေ အာနာယူမြောက်လိုက်နဲ့မအားလားနောက်လိုက်ညာအာနာသိမ့်မြောက်လိုက်နဲ့မအားလားနောက်လိုက်ညာတေကြီးဆိုးနဲ့တေပါစေကျမ်းဖက်စီအောင်စုမြောက်လိုက်နဲ့မအားလားနောက်လိုက်ညာအာနာယူမြောက်လိုက်နဲ့မအားလားနောက်လိုက်ညာကျေးဇူးအောင်မယ်တိတ်အားမြောက်ဘူးโอเคအာနာယူမြောက်လိုက်နဲ့မအားလားနောက်လိုက်ညာအာနာယူမြောက်လိုက်နဲ့မအားလား
နာသိမ့်မအောင်နိုင်နဲ့မာလာနောက်လိုက်များကျန်းဖက်စေအုပ်စုမအောင်နိုင်နဲ့မာလာနောက်လိုက်များကျန်းဖက်စေအုပ်စုမအောင်နိုင်နဲ့မာလာနောက်လိုက်များအရေးတော်ဘုံ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 ကျေးဇူးတင်ပါတယ်ရှင်စနစ်ကိုစပါမကျေဘူးဒီအတွက်ငါတို့ကျွန်တော်တို့စပါမကျေဘူးဆိုတဲ့ချင်းနဲ့ဆိုကြမယ်โอเคနော်စပြေနော်ဒီလားဒီလေ Let's go ဘာမကျေဘူးတချင်းလေးအတူတူပေါင်းပြီးဆိုကြမယ်နော်ကျေးဇူးတင်ပါတယ်
กันทุดีตาธนามีรางคนหลายคนกระชิบในเย่ Before I begin my speech, I would like to acknowledge the voluntary people, the land which we have this gathering taken place. I pay my respect to their elder past, present, and emerging. As we know, today is International Women's Day around the world and in Australia. All the women are respected and people are celebrating. Well, in Myanmar, even last night, women were raped, murdered, killed. We are here to stand against the military regime who killed its own people. We all know that recently, 90 years old, Miss Jasin was killed by a sniper from the roof. It is crime against humanity. Actually, today in Myanmar, all the women of Myanmar should be celebrating freedom, justice, happily, and all the world, around the world, and especially in Myanmar, we should exercise freedom. But we are under darkness, under the military regime. So we are here together to against this practice of the military regime. In the last 30 years, this military regime has changed their color 6 times. The same people in the different form, they come and rule the people and kill. This is me online so. This is Uti ni bare. We online so. Sebab Josh bare. Duri tan ni dia look yat tengah yat palo. Kui tau ma. Tu tak kasih. Kui tau ma Jesu go tik dat. Temishin go Jesu tik dat. To protect the women of Myanmar. Idole. Jesu tik dat. Humanity. Na le mushi de maingo na kan de kui de dama kui the out dan cha ba di lok de ma lok pa de lu de tat ta koချက်ချင်းရက်လိုက်ပါတော့ရက်တက်ကရက်ပါတော့မရက်ဘူးဆိုလို့ရှိရင်ကျမတို့ရဲ့သစ္စာတွေစူးရပါရှင်တို့စူးပါလိမ့်မယ်ရှင်တို့ချက်ပါမြက်ပေါင်းများစွာကျမတို့နှိမ့်ဆက်ခဲ့တာများပါပြီကျမတို့ဘဝအကျိတ်ခံပေါင်းများစွာသိခဲ့ရပြီးပါကျမတို့မျိုးဆက်တဲ့ကိုဆက်ပြီးတော့မတတ်ပါနဲ့ကျမမိတ်ပေးနေတာပါကျမချင်းဘူးလည်းမထောက်ဘူးလက်လည်းမမြောက်အမိတ်ပေးနေတာရှင်ဒီလိုမှနားမထောက်ဘူးဆိုလို့ရှိရင်ရှင်ဘဝဆက်ခသေးစေရမယ်ကငရဲပြီးတယ်မှာအကျိတ်အဖန်ဖန်ကြစီရမယ်လူငယ်တွေကိုလုံးဝမထိပါနဲ့အတူချောင်းတော့ကြိုက်မလာတဲ့လူငယ်တွေကိုလုံးဝမတတ်ပါနဲ့ကျမသားသမီးတွေကိုမတတ်ပါကျမမိခင်တယောက်အနေနဲ့ပြောနေတာပါတာသမီးချင်းခမည်းမှာလည်းသမီးတွေသားတွေရှိပါတယ်မယားတွေရှိပါတယ်ခမည်းမှာလည်းအမေအဖေတွေရှိပါတယ်ခမည်းကိုချင်းစာစိတ်ထားပါလူလိုတိတ်တတ်ပါခွေးထအောက်တန်းကြတဲ့အလုပ်လုပ်ပါခွေးနဲ့နိုင်ရတာခမည်းကိုလေခွေးသိတ်ခါကြပါတယ်ခွေးဟာလေထမင်းကျွေးတဲ့လက်ကိုခွေးကမကြိုက်ဘူးခမည်းဟာသစ္စာလည်းမရှိဘူးဘယ်လိုလုပ်မှလည်းကျေးဇူးတရားမသိတတ်ဘူးလူလိုလည်းမသိတတ်ဘူးကိုချင်းစာနာစိတ်တာသမီးချင်းစာနာစိတ်ရှိတယ်ရှင်ဟာအသေးစိုးနဲ့တနေ့နေ့သေးစေရမယ်ရှင်နဲ့ရှင်ကိုထောက်ခံတဲ့အပေါင်းပါအားလုံးလည်းအသေးစိုးနဲ့သေချပါစေလို့ကျမတို့အားလုံးကမေတ္တာပို့တတ်လိုက်ပါတယ်appointed Scott Morrison Prime Minister Sina Jakan Tiale atu inkan kita cang adin kan hipot calam. Cucakan tial ni hal nak kan tuan ni jo liese pakat naka atu bentuken rammipi atlai himtu jauh zahe fa pin na thang chet lai na tap lai chun apan hi naka salong ten andu lo nak alak tak tu rammipi biel teni salong ten sanda an pia nak hi an pia kho nak khaleไม่ทันแล้วจนอพุ่นมังเงินนะครับหาลายแล้วเตียนัดเข่าลายเตียกันพออปทุมนากา Emergency Humanitarian Intervention Team ออสเตรเลียนี่นั่นขาลายกอรำชงอาตูบรรทุกันอามีนงลีลาอาคาเปียทับตูเบียลเตนาอันตัวดินเราหาจาดิงาพบทางตูนัดขาลายเตียจากเตียอปลีนากากอรำมีAustralia rama hum him nak ahal ni dia te visa na pe khalai dia
Jagan dia, cucu aku kerja letak ada sport tourism sana kerja di sini ini international women day Arab Rami dia te kita kan tuntai dan semua lulus nakam di kenai di tahu dal nakam tu nakhe kan te film lain dia ke dokter. Thank you. Once again, we're gonna do some slogan. Today is what day? International Women's Day. Today is International Women's Day. But back in Myanmar, our women have no time to celebrate this beauty. Because of who? Because of terrorists, the military regime. They become a terrorist in their own country, killing the people, murdering the people like animals on the streets. Only in the war, sniper is used. But the military, they use sniper to kill innocent people. Do you accept this? No! Do you accept this? No! Lala, do you accept this? No! You don't accept. Because in modern society, there's no play like this. But only the terrorist military regime, they kill their own citizens like animals. They make their own citizen enemy. So that is why we reject the military regime, and also we reject any government helping the military regime. Who is helping them? We don't hate the Chinese people, but we hate the Chinese Communist Party. Because of their support and help, the military survived for the last 50 years. Once again, in 2021, they are helping them. Do you know that? Yes. Do you know that? Yes. Again, do you know that? Yes. We know it. The world knows it. That's why we are here to reject. The Myanmar people, we want democracy. We need justice. So, let's show again. What do we want? Democracy! Democracy! What do we want? Democracy! Democracy! What do we need? Justice! Justice! What do we need? Justice! Justice! Chinese Communist Party! Get out of Myanmar! Get out of Myanmar! Chinese Communist Party! Get out of Myanmar! Get out of Myanmar! What do we want? Democracy! Democracy! What do we need? Justice! Justice! ကျမတို့ဒီနေ့ကိုရောက်လာတဲ့အကြောင်းရင်းကဒီစစ်အာဏာရှင်တွေကိုစစ်အာဏာရှင်စံဖတ်ဖွဲ့စည်းတွေကိုတိုက်ထုတ်တဲ့အနေနဲ့ကျမတို့ဆန္ဒပြခြင်းဖြစ်ပါတယ်။မြန်မာပြည်ကညီကိုမောင်နှမတွေအားလုံးကိုကျမတို့အကုန်လုံးကအားပေးနေပါတယ်။ဂုဏ်ယူလဲဂုဏ်ယူပါတယ်။ပြီးလို့ရှိရင်စိတ်လည်းမလျှော့ကြပါနဲ့ကျမတို့ဒီကနေဒီဟာတလောက်ပေါ့နော်ဒီနိုင်ငံဩစတြေးလျနိုင်ငံကနေပြီးတော့ကျမတို့အကုန်လုံးစန့်ကျင်နေပါတယ်အားပေးနေပါတယ်စိတ်တမကြပါနဲ့ပြီးလို့ရှိရင်ထောက်တာဆဆကိုလည်းကျမတို့ယုံကြည်ပါတယ်ရှင်ပြီးလို့ရှိရင်ကျမတို့အနေနဲ့ဒီမြန်မာပြည်ကဒီဩစတြေးလျမြန်မာပြည်ကမြန်မာပြည်သူပြည်သားတွေအားလုံးကဒီ CRPH ကိုလည်းထောက်ခံပါတယ်ဒီစစ်အာဏာရှင်နဲ့ဂျမ်ဖတ်We don't know how his body has been laid down and buried in a hospital or in the cemetery. We don't know yet. This is the truth. This is the fact. That is why the young fella today, I see so many women, the young fella. You have to tell your friends in your school, this is what's happening. You should not be silent. We should not be silent. Until democracy is restored back in Myanmar, we will fight. We will come again and again over. We will fight for our democracy. Yes! Yes! Okay? So, dictatorship has no place in modern society. Yes! Okay?
we're gonna do some slogan. I'm gonna add today's our beautiful and strong woman. You stood up here and you do the slogan. So save Myanmar and save Myanmar women. You're gonna say now. Okay? Right now, we need intervention to save our women back in Myanmar. Our woman has been arrested, has been detained illegally by the illegal military regime. That's what we need. Help, international community help to save our women and our people. Okay? Save Myanmar! No! Save Myanmar women! No! Save Myanmar! No! Save Myanmar women! No! Save Myanmar! No! Save Myanmar! No! Save Myanmar women! No! What do we want? Democracy! Democracy! What do we need? Justice! Justice! What do we need? Justice! Justice! Chinese Communist Party! Get out of Myanmar! Chinese Communist Party! Get out of Myanmar! Get out of Myanmar! Thank you. Before we start at 2 o'clock, so our demonstration will be finished at 2 o'clock. But however, right now we're gonna stand and we're gonna keep silent in honor of our women and the people who have been killed and murdered in Myanmar. Just walk silent. So protest. So we want everybody will stand up here and raise your hands or raise your banner or your whatever you have. Okay, so no phone call, no noise. We're gonna make some silence for 1 minute. Thank you. Okay, so we have been sitting quite a long, so now it's a bit of exercise. So we're going to stand and we're going to do some slogan, okay? I'm going to leave for the next 5 minutes and then my colleague will come and lead us, okay? So clearly, we don't hate anybody. We are not here to speak about the message to hate other people, okay? We are here to condemn the military regime. And we are here to condemn any party, any government helping the military regime to do the military coup. So who is helping them? The Chinese Communist Party. Who is helping them? Russia is helping them. These two countries has been a strong supporter of the military regime, not democracy. So that is why we know a lot of the Chinese people helping us and supporting us. That we hate the Chinese Communist Party. They are in the country destroying our democracy. So that's why we are here to fight. Okay? Once again, Chinese Communist Party! Chinese Communist Party! What do we want? Democracy! Democracy! What do we want? Democracy! Democracy! What do we need? Justice! Justice! What do we need? Justice! Justice! What do we want? Democracy! Democracy! Chinese Communist Party! Get out of here! Get out of here! Chinese Communist Party! Get out of here! Get out of here! Save Myanmar! No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 ! What do we want? Democracy! Democracy! What do we need? Justice! Justice!
We are here to reject the Chinese Communist Party intervention in our country, helping the military regime. That's why we are here to condemn. We will keep condemning the Chinese Communist Party, okay, until our fight is finished to restore democracy. Do you agree? Yeah. Okay, so I'm going to call one of our women leaders to do the slogan for 5 minutes to stand up, because standing is very powerful. You are sending the message to the public. You are sending the message to the world. Okay? Okay, ဒီနေ့လာတဲ့သူတွေအားလုံးကျေးဇူးတင်တယ်။ကျွန်တော်ကအခုဒီဩစတြေးလျအစိုးရနဲ့နိုင်ငံတကာအစိုးရကိုကျွန်တော်တို့ဗမာပြည်မှာပြန်ပြီးတော့ဒီမိုကရေစီရနိုင်ဖို့အမြန်ဆုံးနဲ့ဆောင်ရွက်ဖို့ကျွန်တော်နည်းနည်းပြောချင်ပါတယ်။သူတို့ကျွန်တော်အင်္ဂလိပ်လိုကျွန်တော်နည်းနည်းပြောမယ်။သူတို့ကြားအောင်ပါဗျာ။ We urge Australian government and international government, international community to end now to protect the people of Burma, the people of Myanmar. Women and girls are being killed in the state of Rangoon, in Mandalay, in other cities. This is the same regime, the same military who killed thousands of students, women and girls in 1988. I myself is 88th generation and my friend is 88th generation. This is the same regime, the same military who killed months and many women and girls in 2007. This is the same regime who commit crime against humanity in Rakhine State 2 years ago on the Rohingyas. This is the same regime who kill ethnic cleansing, who commit war crime against ethnic nationalities, against Karen, against Kachin, against Shan, against Ching, against Rakhine, and the people of Myanmar. This is the same regime now committing war crime against its people. UN, Australian government, international body, how many dead bodies do you need to add? How many dead bodies do you require to add? Now is the time to add. To coming as R2P or UN peacekeeping force. Peace-loving countries around the world, please collaborate now. Now is the time to add. We know the military regime is brutal government, terrorists. They will do whatever to maintain their power. So I urge Australian community, Australian government, international government, UN to unite and intervene and protect the people of Myanmar. Thank you. You go found on here, no? What do we want? Democracy! Democracy! What do we need? Justice! Justice! Save Myanmar! No! No! Chinese Communist Party! Get out of Myanmar! Get out of Myanmar! What do we want? Democracy! Democracy! What do we need? Justice! Save Myanmar! No! No! Chinese Communist Party! Get out of Myanmar! Get out of Myanmar! What do we want? Democracy! Democracy! What do we need? Justice! Justice! Save Myanmar! No! No! Chinese Communist Party! Get out of Myanmar! Get out of Myanmar! Supporting the military! In 88, the people were very brave. My generation, we are against the military, we are against dictatorship. But in those years, the difference is
we don't have social media like today. We don't have mobile. So the government and the military dictatorship were very brave, and they do very brutal things. They openly fire to the crowd and they kill thousands of people. But now, in this uprising in the Gen Z organized very differently. They have like social media. They organize peacefully, and the government might be they want to do very brutal things, but they have to be very careful. So not the same. So hopefully. The people now, the young generation, they are smart and they know how to organize peacefully. So we can push on this one with the experience of 88 and Gen Y and Gen Z. So hopefully we will succeed. Thank you. And also, how do you do? Can you give me 3 points on how we can tackle this? So many people we are angry of what happening in Burma right now. Yeah. But and some people we don't really know. We know that we are supposed to do CDM, but we don't really know. Some people are very they can decide. Yeah. So can you to those people can you give them 3 reasons why they should be doing CDM and why they should be supporting this CDM movement? Yes, CDM movement is very powerful tool, very powerful means to stop or to cripple the mechanism, the government mechanism. So we ask all the government staff, those who are working in private or in government, to stop working to participate in CDM because they will cripple the military mechanism, the government mechanism. So in that way, because the people, we don't have any weapon, we are just our own. We don't have any weapon, so we can't fight with the weapon, but we can fight with what we have. So we have all those the CDM movement and supporting CRPH and to completely remove military regime by removing abolition 2008 constitution. So we abolish military regime participating in 25%. By that way, we will achieve true democracy and also federal. We want federal state in Myanmar. That's the root cause of all civil war for 70 years. So this is the chance, the best chance for one state. Thank you so much. We have a big announcement. We're gonna do fundraising on 20th of this month in the Eastern Melbourne in Moorabbin on the open field. You can come and donate for the fundraising. We are supporting CDM, Civil Disobedience Movement in Myanmar, and we're gonna do some fundraising there. And on 27th of March, we're gonna do again in the Western Suburbs. So we're gonna public on Facebook. You can go and follow the Burma Democracy Support Network in Melbourne. So we're gonna make an announcement, and please join us and come back again. And in April, we're gonna big announcement, and we're gonna do a big protest. Okay? So here, thank you so much, our women. Thank you so much, everyone who come here from Pakenham, the Western, the Eastern. Very, very far away from Geelong as well. We thank you, and so we're gonna do some cleaning here, and don't throw the paper, come and bring here, we're gonna do cleaning. And group photo, group photo. Help us each other just to clean up, and we're gonna do some, you can do the group photo here, and don't throw the paper away. Okay.
အားလုံးဝင်ပြေးကြပါရှင်အားလုံးမြန်လေးရိုက်ပြီးတော့ကျွန်တော်တို့ပြီးမှဖြစ်တဲ့အတွက်ပါဝင်ကြပါရှင်ဒီပေါ်မှာတော့ We will take care of the photo. Anyone to participate with us? All will be welcome, okay? Thank you. ဆိုတော့ကင်မရာလေးတက်မှာမဟုတ်ဘူးထင်တယ်ဒီခါကျတော့နည်းနည်းလူများတယ်ဆိုတော့ကျွန်တော်တို့ရဲဒီပါပြောမလားကျွန်တော်တို့မသိရသေးဘူးနည်းနည်းလူများတယ်ဆိုတော့ကျွန်တော်တို့ကင်မရာမှာလည်းတက်မှာ ကျွန်တော်တော်လေးအတွက်လည်း3ချောင်းထောက်ပေးပါရှင်ရှေ့အလူတွေအားလုံးရင်းတော့ထိုင်ပြီးလို့လိုအပ်ပါတယ်အားလုံးပါစေချင်ပါတယ်ရှင်ဒီကောင်မအားလုံးပါစေချင်ပါတယ်ရှင်Zaten China Chanikula Chanikula Murulbaka Ketua Tangai Mau lele juga masih kami. Serang Zentang Marai Tujuan Fundraising Serai Chanikula untuk Tangai Tu Chanikula Mas Chanikula Murulbaka I know they are helping the Burmese people, even in back in the day, even now. How exactly are they helping the We don't have the solid document, but everyone knows they are backup. Yeah. Double lele juga mah speaker nama sudah bebas kan?